သက္ကာယဒိဋ္ဌိဆိုတာဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်များမှာမဉ္ဇဉ်ဘုံညာမရနိုင်အောင်တားတာသက္ကာယဒိဋ္ဌိလို့မှတ်ကြပါနော်ဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်များမဉ္ဇဉ်ဘုံညာမရအောင်တားမြစ်တာဘယ်လိုပါလဲကောင်းပြီဒါဖြင့်မဉ္ဇဉ်ဘုံညာနိဗ္ဗာန်ကိုတားမြစ်တာကသက္ကာယဒိဋ္ဌိလို့ဆိုဖြင့်သက္ကာရီမပြုတ်တဲ့ပုထုဇဉ်တွေလူကြတန်းကြပေးကြကမ်းကြပြီးဒီကလာနေတာဘယ်လိုစဉ်းစားမလဲလို့ဆိုတဲ့အမဲကိုမေးကြလို့ရှိရင်မဉ္ဇဉ်ဘုံညာသာတားတာမဉ္ဇဉ်ဘုံညာနိဗ္ဗာန်ကိုသာတားတဲ့ဒကာဓမ္မတို့သက္ကာရီရှိရတဲ့လူမှုတမ်းမှုပြုခဲ့တော့နိုင်ဝတုတိတော့မတားဘူးနိုင်ဝတုတိတော့နိုင်ဝတုတိတော့သက္ကာရီကမတားဘူးမဉ္ဇဉ်ဘုံညာနိဗ္ဗာန်ကိုတော့ဒါဖြင့်ဒကာဓမ္မတို့သက္ကာရိဋ္ဌိဟာဘုံဘောကိုဝါရတဲ့တရားတွေတော့သူကမတားဘုံဘောချုပ်ရငြိမ်းရသိမ်းရဖြစ်တဲ့ဒီနေရာကိုတော့တားဒါဖြင့်ဒုက္ခဖြစ်မဲ့နေရာတော့မတားဘူးဒုက္ခချုပ်မဲ့နေရာတော့ဩတဲ့ဆိုးပါသစ္စာညာနဲ့ကြည့်လိုက်တဲ့အခါကျတော့မှဒုက္ခချုပ်မဲ့နေရာကြတော့ဘယ်နဲ့ဆိုကြဒုက္ခဖြစ်မဲ့နေရာကြတော့ဒါဖြင့်သူလဲဒုက္ခသစ္စာအာဘိတရားပါကလားဆိုတာသေသေးချာချာပေါ်လာတော့တယ်နာယသုတိတော့မတားဘူးတဲ့လူတဲ့တန်းနဲ့ပေးတဲ့ကမ်းတဲ့စေနာရေကားလို့ဆိုလို့ရှိရင်ဖြင့်နာယသုတိချူပေးအဲ့ဒီပေးမဲ့နေရာကြလာပြန်တော့သက္ကာရိဋ္ဌိကမတားပြန်ဘူးဘာကြောင့်မတားပါလိမ့်မလို့ဆိုတော့နာယသုတိဇာတိဇရာမရဏရှိတကူဇာတိဇရာမရဏရှိတဲ့နေရာကြတော့သူကမတားဘူးတဲ့ဇာတိဇရာမရဏတွေချုပ်ရငြိမ်းရသိမ်းရဖြစ်တယ်မဉ္ဇဉ်ဘုံညာနိဗ္ဗာန်ကြတော့ဟောဒါဖြင့်ဒကာဓမ္မတို့သက္ကာရိဋ္ဌိဆိုတာလေဘာသစ္စာမှမဖွဲ့ကြပါနဲ့တော့သမုဒိယသစ္စာပဲလို့မှတ်လိုက်ဘာသစ္စာပါသမုဒိယသစ္စာမို့ဒုက္ခသစ္စာကျူးပေးရဒါကြောင့်တရားဓမ္မတို့ငါလူငါเจ้าငါဖေယအစရှိသည်နဲ့လူကြတန်းကြငါเจ้าငါပြုပြင်မှာပဲငါရင်နှံသုံးမှာပဲငါပဲသွားပြီးဖာမချေးမှာပဲဒါကုသိုလ်ရပါတယ်တဲ့တရားဓမ္မတို့ကုသိုလ်လည်းရပါတယ်သို့တော့နာယသုတိရောက်ကြတာပဲလို့ပဲမှတ်ရမယ်နာယသုတိပဲရောက်ကြတာပဲဒကာဓမ္မတို့သက္ကာရိဋ္ဌိကပါနေနိဗ္ဗာန်မဲ့ဖို့ကိုတော့ဖြင့်သက္ကာရိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကိုမြည်ရင်းနည်းနဲ့မှမရဘူးဆိုတဲ့ဥစ္စာဒကာကျွယ်ဒကာသစ်တို့မှတ်ဖို့ပေါ့နိဗ္ဗာန်မဲ့ဉာဏ်ဖို့ဉာဏ်ကြတော့မရပါဘူးတဲ့